တခါတော့ကအပြင်စားဒိုင်နိုဆောမိခင်ကြီးတကောင်ဟာတောထဲမှာထူးဆန်းတဲ့ဥတလုံးကိုကောက်ရခဲ့ပါတယ်။သူမဟာအဲ့ဒီဥလေးကိုကိုသားသမီးအရင်လိုပဲဒဏ်ရိုးစင်ကြီးနဲ့ဂရုတစိုက်ကပေါ်ပေးခဲ့တာပါ။ဒါပေမဲ့ဥကပေါက်လာတဲ့အခါမှာတော့အားလုံးအံ့ဩသွားကြပါလေ။အဲ့ဒါဟာအပြင်စားဒိုင်နိုဆောတွေမဟုတ်ပဲကြောက်စရာကောင်းတဲ့တားစားတတော် T-Rex အကောင်ပေါက်လေးဖြစ်နေလို့ပါ။ဘေးဘဝန်းကျင်ကဒိုင်နိုဆောတွေကဒီကလေးဟာတနေ့ကျရဲ့ငါတို့ကိုပြန်ဆောင်မဲ့ရန်သူပဲအခုချက်ချင်းဆုံးပြစ်လိုက်ပါလို့တိုက်တွန်းကြပြီမဲ့မိခင်ကြီးကတော့သူ့ရင်သွေးလေးကိုအပြစ်မရက်နိုင်ခဲ့ပါဘူး။သူမဟာအုပ်စုသေးကနေခွဲထွက်ပြီးသားလီမကောင်ကိုကိုယ်တိုင်ပဲပြုစုပြောင်းထောင်ခဲ့ပါတယ်။အချိန်လေးကြာလာတဲ့အမျှ T-Rex လေးဟာတဖြည်းဖြည်းကြီးပြင်းလာပြီးသူ့ရဲ့မွေးရပါသားစားပစ္စည်းတွေကစားတင်လို့ထားတာပါ။ဒီနေ့မှာတော့သူဟာတောထဲကအကောင်ကြီး T-Rex အုပ်စုနဲ့ဒိုးမိပြီးသူ့ရဲ့မွေးချင်းညီလေးကိုကာကွယ်ဖို့အကြပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့ရပါတယ်။အဲ့ဒီတိုက်ပွဲအပြီးမှာ T-Rex လေးဟာခုရဲ့ဂျန်တန်နေပြီးစီကိုကိုယ်တိုင်တောက်လက်လာပါတယ်။ငါဒီမှာစစ်နေရင်ငါရဲ့ချစ်ရတဲ့မိသားစုကိုငါကိုယ်တိုင်ဒုက္ခပေးမိမယ်တော့မယ်ဆိုတဲ့အတွေ့နဲ့အိမ်ကနေတိတ်တဆိတ်ထွက်ခွာလာခဲ့ပါတယ်။သူဟာတူးထရှင်တန်နိုင်ဖို့အတွက်နေစဉ်ထိုက်ထို့အချိန်300နဲ့ပြင်းထိုင်တဲ့လီချင်ခံတွေကိုလှုပ်ဆောင်ပြီးတမန်ရဲ့ဒိုင်နိုဆောကြီးဖြစ်လာတဲ့ပိုင်း။ဒီနေ့မှာတော့သူဟာလမ်းဘေးမှာဆွန့်ဖွက်ထားတဲ့ဥဒုံလုံးကိုထည့်တွေ့ပါတယ်။အဲ့ဒီဥကနေ Ankylosaurus အကောင်ပေါင်လေးထွက်လာပြီး T-Rex ကြီးကိုမြင်းမြင်းချင်းဖေးဖေးလို့ခေါ်လိုက်ပါတယ်။ T-Rex ကြီးဟာအံ့ဩထားပေမဲ့ကလေးလေးရဲ့အဖြစ်ကင်းတဲ့မျက်နှာလေးကိုကြည့်ပြီးသူမိခင်ကြီးခဲ့တဲ့မိတာတွေကိုပြန်သတိရသွားပါတယ်။အခုတော့တစ်ချိန်ကမိခင်ရဲ့မျက်နှာကိုခံယူခဲ့တဲ့ T-Rex လေးဟာအခုတော့ကိုယ်တိုင်ပဲဖခင်တရားဖြစ်လာခဲ့ပါပြီ။ကလေးလေးကသူ့ရဲ့သားတဲ့တီတီလေးတွေဆူဆောင်းပေးတဲ့အခါမှာတော့သူတို့နှစ်ဦးကြားကမျက်နှာတရားဟာမျိုးနွယ်စုမတူညီမှုကိုကျော်လွှားပြီးနှွဲထွေးစွာနဲ့ပဲဇက်လက်လေးပြီးဆုံးသွားပါတော့တယ်ရှင်